အားလုံးပဲမင်္ဂလာပါ Together Fight for Channel လေးကနေတင်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ရန်ကုန်အခေါ်မုံဟင်းကားလို့ခေါ်ပြီးတော့နယ်ဒီမှာဆိုလို့ရှိရင်မုံဟင်းကားဆိုတဲ့အရာထက်မုတ်ဒီဖက်နဲ့ဟင်းကားရှိကိုပေါင်းဆက်ထားတဲ့ဟာကိုမုတ်ဒီလို့ခေါ်တာပေါ့နော်အဲ့လိုမုံဟင်းကားပဲဖြစ်ဖြစ်မုတ်ဒီပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါလေးလှုပ်ရှားမှာဖြစ်ပါတယ်ပါဝင်ပစ္စည်းကတော့မမေအနေနဲ့ဘာတွေပါလဲဆိုတော့ဘူစီနံပါမယ်နန်းနံမင်ပါမယ်ပဲကက်ကြော်ပါမယ်ပြီးလို့ရှိရင်ငုတ်သီးမှုတ်ပါမယ်ပြီးတော့တမြာသီးပါမယ်ပေါ့နော်ဒါရိုးရှင်းရှင်းလေးပဲလှုပ်ရှားမှာဖြစ်ပါတယ်ဒီဟာကိုသူများတွေဆိုရင်တော့ရန်ကုန်ကအကြိုက်ဆိုရင်တော့ပေါ့နော်အရှိကျဲကျဲနဲ့မုတ်ဒီဖက်လေးကိုကြိုက်တာဖြစ်ပြီးတော့အနေဘက်မှာဆိုလို့ရှိရင်တော့မပြောဦးများများနဲ့ပြပြနှစ်နှစ်လေးစားရတာကိုကြိုက်တာပေါ့နော်မမေကလည်းနေရဆိုတော့ပြပြနှစ်နှစ်လေးစားရတာကိုကြိုက်တယ်ပေါ့နော်အဲအကြောင်းမို့လို့ဒီနေ့မှာတော့မုတ်ဖက်တော့ဒါမှမဟုတ်လို့ရှိရင်မုတ်ဒီတုပ်လို့ခေါ်တဲ့ခါစာလေးကိုစားပြမှာဖြစ်ပါတယ်ကြည့်ရှုပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်